ဒီခက်စစ်ပေါ်ရှင်းနိုင်တယ်ဒီနေ့တဲ့တဲ့စလိုက်တယ်ချူပီလာတယ်လူပြထိလာတယ်မလို့ရလာပြီလူကြီးကိုလုံးထွက်လာတယ်လက်ကမီဟိုမီနာဒီကစဖို့တဲ့တံပြန်တိုက်စစ်အနေတော်တစ်ခုကနေတော့ဒီနေ့ပွဲစဉ်ရဲ့ဥစားသူယူပေးသွားနိုင်ကြရလဲဖြစ်ပါတယ်ဒီမှာယူဆဖို့တဲ့ဇာမာရီတိုက်စစ်ကိုအလွန်ကြိုလိုက်ပါနေချိန်မှာတော့ဒီနေ့ယူဆဖို့တဲ့ဒီနေ့တော့အကောင်းဆုံးခွင့်ယူပြီးတံပြန်တိုက်စစ်ကိုတော့အနေပြန်စတင်နိုင်ခဲ့ပြီးတင်ရဲ့တိုက်စစ်ကိုဥဆောင်လာတဲ့ဝါရှင်တန်စီရလာတဲ့အခွင့်အရေးကိုတော့အမိအသုံးချသွားနိုင်ကြရလဲဖြစ်ပါတယ်ကိုတင်ပုံစံတွေပြန်လည်ကစားတာမလို့တော့ပွဲရဲ့ rhythm ကိုမိဖို့တော့တော်လေးတော့အခက်တွေ့လို့နေရလဲဖြစ်ပါတယ်ဒီမှာရှုပ်ကနေပေးတာပြီဒီမှာဒီမဲ့လိုက်နေတယ်အချိန်မှလည်းပေးဖို့ကလက်ပြပေါ်နေတာကျင်းလိုက်ရတာလေးဖြစ်ပါတယ်တာပြီတော့ညီမဒီမဲ့ပြန်ရရှိတာပြီလူပြမားတယ်လက်ခံထားပြီချီပါကိုရရှိမဲ့ခွင့်ရေးကိုဒီဆက်ခဲ့ပြီမဲ့သူရဲ့ကန်ချက်ကတော့အနေငယ်အားများလို့နေတာလေလိုက်ရင်အစလက်ရှာရှိကိုပေးတာပြီအချိန်မှတော့မြန်မာတင်းကခန့်စစ်ကစားသမားတွေဒီမြန်မဲရှင်းထုတ်လိုက်ရတာလည်းဖြစ်ပါတယ်။အဲဒီကနေပြန်တက်စစ်စင်လာပြီ။ရှင်းကြည့်နေတယ်။ပြီးပါတယ်ခင်ဗျာ။ကနေပဲရှုံမပြီးတာပြီ။ကောင်းတိုက်တယ်။ဒီမှာတော့အစလန်ရှာပျောက်ချော်တယ်။မာတင်ခန့်စစ်ပြတ်သားနိုင်ရလည်းဖြစ်ပါတယ်။လေပြန်ပေးတယ်မာတင်မဲစိုင်းမြင့်ပေးဘုံရသေးရဲ့ဗျာ။လက်စုပ်တိုက်ကနေပေးထားတယ်အောင်မြတ်တာတော့ကမော်ရယူထားနိုင်ကြရလည်းဖြစ်ပါတယ်။ခွင့်ရတို့ဆက်လက်သုံးချနိုင်မှာကြည့်ရှုရဖို့ရှိနေရလည်းဖြစ်ပါတယ်။လက်ပြပေါ်တော့မာတင်ပဲမြောက်အောင်ပဲခင်ဗျာ။နောက်မှချက်ထားပြီးတယ်။ယိုခန်ကျော်ချက်ကပေးတာဗျာ။အညာတင်ခန်စကပူနီယာခေါင်းနဲ့ရှင်းထားကြရလည်းဖြစ်ပါတယ်။ပြည့်တဲ့မော်တော့အင်ရတင်ကန်ဝင်ရမှာလည်းဖြစ်ပါတယ်။ဂျမန်တင်ရဲ့အသင်းကောင်းစားမတူဖြစ်တဲ့အမရတော့နောက်ကနေဝင်ရောက်ပုံကျန်းနေကြရလည်းဖြစ်ပါတယ်။ချူပေးရတယ်။အောင်တီးရဘောလုံးရလာပြီ။ဒီဝီရဲ့စိုင်းမြင့်ပြန်ပြည့်တယ်ဗျ။ကန်တီဘောပြန်ထားကြရလည်းဖြစ်ပါတယ်။ကန်တီကြော်လက်ထပ်ပြီးရှုပ်ပေးရတယ်။အရှိဆိုဖီဘီတီရှုပ်ပေးရဗျ။ကန်တီဘောလုံးရလာပြီဒီအိန္ဒိယတဲ့အသင်းကောင်းတော့ကန်တီရဲ့ပုံစံကောင်းတစ်ခုတော့ကျွန်တော်တို့ပွဲစားတွေတော့မြင်တွေ့နေကြရလည်းဖြစ်ပါတယ်ဒီနေ့တင်ရလာပြီဗျဂျန်နီစင်ဒီကောင်းတော့ကန်တီနဲ့ပြတွေ့ရတယ်ကန်တီရှုပ်ပြီးတော့ပြီးရတယ်ဘောလုံးရပြီလို့ချပဲအိန္ဒိယလက်ကန်နဲ့ဂိုးပြန်ပြီခင်ဗျာကန်တီရဲ့အလိုက်တင်လေးမြှောက်ထုတ်ပြီးတဲ့ဘောလုံးတော့အိန္ဒိယအသင်းမောင်မရှိကန်တီအဆုံးသက်ပြီးတော့အိန္ဒိယအသင်းတို့ကဥဆောင်ကိုတော့ရယူပေးသွားဒုတိယမြောက်ဥဆောင်ကိုတော့ရယူပေးသွားနိုင်ကြရလည်းဖြစ်ပါတယ်ဒီနေ့ဥဆောင်ကိုတင်ပြတဲ့အေးရဒီမဲ့အေးရဆွဲဝင်လာပြီအေးရဒီနေ့နေရတော့ဘလုံးပိုင်ဆိုင်မှုအသားပြီးကစားနေတာလည်းဖြစ်ပါတယ်ရှင်းကြည့်နေတယ်နီးကပေးထားတယ်ဒီချိန်မှာလည်းအေးရဒီမဲ့ပြန်လဲရရှိလို့နေသေးတာလည်းဖြစ်ပါတယ်ကျွန်တော်ဒီမှာတင်းဒီတော့ကန်ဝင်ရမယ်ခင်ဗျာဒီချိန်မှာတော့အိန္ဒိယတင်းကောင်းဆောင်ကန်ဒီနဲ့ဒီမှာယူဆဝန်တင်းကအမြင့်မြတ်ကိုတို့အနေငယ်အချင်းများနေကြတာလည်းဖြစ်ပါတယ်ဒီမှာထပ်ဝင်ပဲနီးကပေးထားတယ်ထပ်ဝင်ပေးတဲ့ဘောလုံးကိုအောင်တီဟာတိတ်တိတ်ပုံမတည်တဲ့မှုကနေပဲလက်ပြပေါ်အိန္ဒိယတင်းမြောက်ခွင့်ရမယ်ခင်ဗျာဒီမှာတော့အိန္ဒိယတင်းပဲနီးကပေးထားတယ်ဒီမှာအိန္ဒိယတင်းပဲကိုယ်လည်းဆွဲဝင်လာပြီနီးကပေးထားတယ်ဒီမှာနေပဲလည်းရရှိထားခဲ့ရလည်းဖြစ်ပါတယ်ဒီမှာလိုက်နေတယ်ဒီမှာလေဒီပေါ်လိုက်တဲ့ဘောလုံးကဂိုးစီကိုကြော်လို့နေသေးရလည်းဖြစ်ပါတယ်လေးတော့အခက်တွေ့လို့နေခဲ့ရလည်းဖြစ်ပါတယ်ဒီကတွေ့ရတယ်အထူးပိုင်းတင်မော်ပြီးရတယ်ဗျနေအောင်လေဝင်လာတယ်နောက်ပြတ်ထွဲတယ်ဒီပြီးမားတယ်ကန်တီပစိုးတိုက်ကနေပေးလိုက်တယ်အစလန်ရှာလိုက်နေဗျအောင်တီယာကောင်းလာတယ်အိန္ဒိယတင်မဲ့ရှုပ်ပေးရတယ်ဒီညကိုပေါင်းပြီးတော့ဘလုံးယူနိုင်ခဲ့ရလည်းဖြစ်ပါတယ်ရှုပ်ပေးရတယ်ဒါတင်မဲ့ပျောက်ကြောတယ်ဒီကပြတ်တွဲရတယ်ဒီနေ့ဘလုံးလိုက်နေနော်
ရတယ်ဗျရလာသေးတယ်လင်းအောင်ပဲလင်းအောင်ဒီမောပေးရတယ်ဒီဝေရလက်ကက်ပြီဒီဝေရကန်ချက်ဒီချိန်မှာလဲကိုပေါင်းနဲ့လွဲနေတွဲထားတယ်ပြန်ပြက်တယ်ဗျမတင်မဲတယောက်ကြော့တယ်မတင်လည်းဘောပြခွင့်ရမှာလည်းဖြစ်ပါတယ်ဒီမြတ်သူမချထားပြီးရအောင်ဒီဟာယူခန့်ကျော်ဒီမြတ်ကိုရှုပ်ပေးရတယ်အထူးပိုင်းပွဲရင်းနဲ့အလံဝေးနေခဲ့တဲ့မြန်မာပြည်စောက်ကုန်တင်ဒီနေ့မှလည်းမောင်ဆုံးပြန်ကစားတဲ့ပွဲမှာတော့ရိုသင်းပုံမှန်ခြေစွမ်းတစ်ခုကိုပြန်လည်ရောက်ရှိဖို့တော့ပွဲစားအစောပိုင်းမှာလိုအပ်ချက်တွေတော့ရှိနေသေးရလည်းဖြစ်ပါတယ်ငါတင်မရလာပြီရှုပ်ပေးရတယ်အစလန်ရှာညာချမ်းနေပဲဒီတော့ပေးလာပြီမာနီမဲပြန်ရရှိထားရလည်းဖြစ်ပါတယ်မာနီမဲအချိန်လေးကြည့်နေတယ်နီကပေးထားတယ်မာနီမဲရှုပ်ထိုးပေးလာပြီအချိန်မှလည်းအိန္ဒိယတင်နောက်တန်းကပဲခေါင်းလို့သွားနေတာလည်းဖြစ်ပါတယ်မာနီမဲရှုပ်မာပြီးလာပြီအိန္ဒိယတင်မဲရှုပ်ထိုးပေးလာပြီအိန္ဒိယတင်မဲဂျာဒီကရှုပ်ဆွဲတက်လာပြီအိန္ဒိယတင်မာပြီးရတယ်ခေါင်းတိုက်ပြီဒီချိန်ရရှိလာတဲ့တိုက်စစ်ကဆိုင်းမြက်မင်းဒီတရာလွှဲချုပ်လို့နေတာလည်းဖြစ်ပါတယ်ဒီကတော့အိန္ဒိယတင်မဲအနိကပေးထားတယ်အာရှက်ဆိုဖီရှုပ်ပေးထားတယ်အိန္ဒိယတင်မဲဘောလုံးပိုင်ဆိုင်မှုရယူထားနေတာလည်းဖြစ်ပါတယ်ချင်းချိနေတယ်မြန်မာတင်မဲရှုပ်ပေးထားပြီမြန်မာတင်မဲလင်းအောင်ဒီကပေးထားတယ်မြန်မာတင်မဲရှုပ်ထိုးပေးထားပြီဒီချိန်မှာလည်းပြပို့လိုက်တဲ့ဘောလုံးကအိန္ဒိယတင်ဂိုးနမစာကာရှိပဲပွဲကစားချိန်38မိနစ်ကျော်လာတဲ့အချိန်ထိတော့မြန်မာတင်ရဲ့ပုံစံကောင်းတွေကိုလက်ရှိချိန်ထိတော့မြင်တွေ့ထားခြင်းတော့မရှိသေးတာလည်းဖြစ်ပါတယ်မာတင်နောက်ပိုင်းပွဲသားချိန်မိနစ်တွေမှာတော့ချီပါကိုရရှိဖို့တော့တက်စစ်ပိုင်းရပုံပြီးတော့အမြင့်တင်တော့လာခဲ့ရလည်းဖြစ်ပါတယ်ဘာလို့ရလာပြီရှုပ်ပေးရတယ်ဗျအိန္ဒိယတင်ခက်စစ်တင်နေရှင်းထုတ်ထားခဲ့ရလည်းဖြစ်ပါတယ်အစလန်ရှာချက်ထိန်ပြီးတော့တင်ပေါ်ပေးရတယ်ဘောင်းဝင်လက်ထွက်ထားရမြအိန္ဒိယတင်မရလာသေးတယ်ဒနီစင်တယောက်ကြော်လာတယ်ဒနီစင်ပဲတော့တယောက်ထက်ကြော်တယ်မြဒနီစင်ပဲရှုပ်ပေးရတယ်အစလန်ရှာလိုက်နေမြဒါပေမဲ့မြန်မာတင်ရဲ့ခန်းစစ်ကမျိုးခန့်ကျော်ပဲရှေ့ကနေတော့အလင်းမြန်ပြတ်တားနိုင်ကြလည်းဖြစ်ပါတယ်ဒါကြောင့်မို့အိန္ဒိယလင်းအောင်ရှုပ်ပေးလိုက်မြဆိုင်မြမင်းမြန်မာတင်ရှုပ်ပေးတယ်အိန္ဒိယတင်ခန်းစစ်တင်နေရှင်းတော့နိုင်ကြလည်းဖြစ်ပါတယ်အစလန်ရှာဒီနေ့မာတင်မဲတော့ပြန်တွဲတယ်ဗျအောင်တီဟာရှုပ်ပေးရတယ်လူပြန်တွဲတယ်ဗျအထူးပိုင်းတော့ထိတာပဲအိန္ဒိယတင်ရဲ့ဇာမားတွေဆွဲထားလို့နေကြရလည်းဖြစ်ပါတယ်ဒါမှမဟုတ်ခလက်နိုင်ဒုက္ခအဒီကနေပေးရတယ်ဒီလိုချလာပြီကိုမဆာကာဘိုဒူထားနိုင်ကြရလည်းဖြစ်ပါတယ်မာတင်ရဲ့ပြင်မောကွင်းရနေအိန္ဒိယတင်ကိုမဆာကာတော့ပို့ထုတ်လို့ထားနိုင်ကြရလည်းဖြစ်ပါတယ်ဘယ်လိုမျိုးတော့လင်းအောင်ခံမယ်ဗျာလင်းအောင်ကနေပေးထားတယ်ဟောတိုက်တယ်လူခန့်ကျော်ရဲ့ထောင်းတဲ့ချက်ကတော့ဒီချိန်မှာကိုပေါင်းနေတော့အတိအတာပဲလွဲသွားခဲ့ရလည်းဖြစ်ပါတယ်ဟာလေမိတီပဲကောင်းနေရှင်းနိုင်ဗျာမန်တီရလာသေးတယ်ဒီဘက်ထပ်ပေးထားတယ်ဒီနေ့တင်ခန်းစင်းနဲ့ဘလုတ်ခဲ့ဗျလူခန့်ကျော်တင်မောပေးထားတယ်ဆိုင်းမြမင်းလူခန့်ကျော်ပြန်ပြက်နေဗျာဒီနေ့တင်မေတော့အိန္ဒိယတင်မဲကျွန်တော်ပထမပိုင်းပွဲကစားချိန်ကတော့ပြီးဆုံးလို့လာတော့မှလည်းဖြစ်ပါတယ်
နော်အောင်ဒီကခြေကြည့်နေတယ်ရှုပ်ပေးရတယ်နော်ပွဲကစားချိန်45မိနစ်ပြည့်လို့ထပ်ဆောင်ချိန်ပို2မိနစ်သတ်မှတ်ပေးလိုက်ပြီလည်းဖြစ်ပါတယ်ဒီမှာနေမယ်ခြေကြည့်နေတယ်ရှုပ်ပေးရတယ်မာတင်ရဲ့အဓိကခက်စစ်ကစားသမားအောင်တီဟာရလာတဲ့ပြစ်ဒဏ်မို့တော့ကံမဲ့အနေထားမှာတော့မြင်တွေ့နေရလည်းဖြစ်ပါတယ်အော်ဒီယာကနေပေးထားတယ်အိန္ဒိယတင်ရဲ့ခက်စစ်မာတင်ရလာတဲ့ပြစ်ဒဏ်မို့တော့အတင်းကောင်းတော့အန်ထူပိုင်ကံမဲ့အနေထားမှာတော့ရှိနေရလည်းဖြစ်ပါတယ်အထူးပိုင်းကနေပေးထားတယ်။ဟောတိုက်တယ်။အခုတော့တေကဘောတွေကိုတုံးချမှာကောင်းမှမရှိတဲ့မြန်မာယူစက်ကုန်ကြီးဒီချိန်မှာလည်းရလာတယ်။တေကဘောခွင့်ရုပ်အမိုင်းမရှိကောင်းတဲ့အစုံတက်ပြီးတော့မြန်မာတီတို့ခြေပါကိုတော့ပြန်လဲရယူပေးသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။အထူးပိုင်းရဲ့ပေးပို့မှုကိုခဲစစ်ကနေတိုက်စစ်ကိုလိုက်ပါလာတဲ့မြင့်မြတ်ကိုအမိုင်းမရှိကောင်းတဲ့အစုံတက်ပြီးတော့မြန်မာယူစက်ကိုတေကိုဒုတိယပိုင်းစမှာတော့ခြေပါကိုပြန်လဲရယူပေးသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ကျောင်းဆုံးသွားခြင်းမရှိပဲဒီနေ့ပွဲစဉ်မှာလည်းကျွန်တော်တို့အဲ့ဒီစောင်းဆောင်ရေကောင်းတွေကိုတော့ပြည့်လို့နေကြရလည်းဖြစ်ပါတယ်။ဒီစက်ခဲ့တာလည်းဖြစ်ပါတယ်။ဒီချိန်မှာပေးခွင့်မတာလို့အချိန်ကြီးကြည့်နေရတဲ့အောင်ဒီဟာသူ့ရဲ့အမှားရွေးကြောင့်ပဲအိန္ဒိယယူဆကွန်နဲ့ကန်တွင်းခွင့်တစ်ချိန်ရရှိသွားခဲ့တာလည်းဖြစ်ပါတယ်။တော့မကနေပေးထားတယ်ဟောတိုက်တယ်အိန္ဒိယယူချိန်တာပဲညီမသိမေးဒီဝီရန်ပြန်ပြတ်တယ်မြညီမသိရလာသေးတယ်အထူးပိုင်းနောက်ပြန်တွဲတယ်မြညီမသိမေးတောင်းနှစ်ယောက်လောက်ကြော်တယ်မြအထူးပိုင်းရလာပြီမြအထူးပိုင်းမေးဒီပေးပါတယ်မြညီမသိမေးညီတက်စီဖြတ်လာတယ်ညီတက်ဘလုံးယူအောင်မှာတော့လိုအပ်ချက်ရှိသွားတယ်အိန္ဒိယသိမေးဒီပေးပါတယ်မြညီမသိပြန်ထားသေးတယ်အောင်တီဟာချုပ်ကနေပေးလိုက်ပြီဒီချိန်မှာတော့မြန်မာတီးမဲဘလုံးပြန်ရရှိထားသေးတယ်ရှုပ်ပေးထားပြီမြန်မာတီးမဲယာနေတယ်ခင်ဗျာဒီချိန်မှာတော့ဒီပုံမြောက်ထားပြီမြန်မာတီးမဲခေါင်းလိုက်ထားတယ်ပိတ်ပြီမြန်မာတီးမဲနောက်လည်းပြန်တွဲထားတယ်မြန်မာတီးမဲခြေခြေမျိုးခက်ရရှုပ်ပေးထားပြီတက်ကလာပြီဒိုးလာပြီလို့တော့တင်မဲ့ထားလောက်တဲ့ဒေတာမျိုးလူကကြောလုံးဝကွင်းနဲ့လောက်ကနေလက်ခဲ့လိုက်ပြီမဲ့ကိုပေါက်နဲ့နေခဲ့လွဲချုံလို့တွားခဲ့တာပဲဖြစ်ပါတယ်ဒီတွေးမို့လားဝင်သွားခဲ့မယ်ဆိုရင်တော့ပုံပေါ်တွားနိုင်ခဲ့ပါလေဖြစ်ပါတယ်မြန်မာယူဆက်မချေကြီးဒီဝေယံပဲရှုပ်ပေးရတယ်မာဒီပဲချားတယ်မြန်မာဒီပဲနဲ့ချင်းချင်းလက်ကန်ပြီတဲ့ခန်းစစ်ကိုချိန်ဆောက်လို့နေရလေဖြစ်ပါတယ်ဝင်းစောလက်ကန်တယ်ဝင်းစောရနေထားနေသွင်းကိုရဖို့အတွက်အာဘာပြင်းထန်တဲ့ကန်ချက်နဲ့ area ပြင်ပနေကန်ခဲ့ပေမဲ့လည်းသူ့ရဲ့ကန်ချက်ကတော့6ပေါင်းနဲ့လွဲသွားခဲ့ရလေဖြစ်ပါတယ်အိန္ဒိယတင်းမဲမာလင်းသားမတွေဖီယာပေးနေတယ်ညဒုတိယအိန္ဒိယတင်းမဲယူပေးရတယ်မာတင်ရဲ့ဖီယာပေးမှုတွေဒလန်ဆန်မြင့်တက်လာတဲ့အနေထားမှာတော့အိန္ဒိယတင်းအမားရွေးတွေကိုတော့ကက်ဆက်စိတ်ပြုလုပ်လာခဲ့ရလေဖြစ်ပါတယ်ကိုပြေဝိုင်းအနေထားနဲ့ဝင်ကစားနေတဲ့အောင်တီဟာတော်တော်ဒီပွဲစဉ်မှာမာရွေးနေအနေနဲ့တော့ပြုလုပ်ပြီးရဲ့အနေထားမှာတော့ရှိနေရလေဖြစ်ပါတယ်ယူပေးရတယ်လက်ကမီ area ပြင်ပရရနေခြေပါဘိုးတွေရဖို့တရဇက်ကိုပေါင်းချင်းချောင်းနေခဲ့တဲ့မြန်မာယူဆက်ကိုတင်းရဲ့နောက်တင်ထပ်ပြီးတော့ညီတန်းရဲ့ကန်ချက်ကိုတော့ညီတွေလို့ထားခဲ့ရလေဖြစ်ပါတယ်ညီတန်းကန်ချက်ဒီချိန်မှာလဲကိုပေါင်းနဲ့လွဲသွားခဲ့ပြီးတော့မြန်မာတင်းခြေပါဘိုးရဖို့တော့ဒီချိန်မှာလဲကိုပေါင်းနဲ့တက်မှတ်မရှိဘူးနော်လူတော်လည်းကန်နေဘလုံးရလာပြီအစိုးခင်းပြီးတော့တယ်လိုက်နေနဲ့ဂိုလီပါရလာပြီဂိုလီပါပဲတချို့ပေးရတယ်ရှာမေးဒီထလာညနာမည်လည်းဒီမာဒီရဲ့ကိုမချက်ဝင်ရတော့ပြန်လဲတားဆီးသွားနိုင်နေရတယ်ဖြစ်ပါတယ်အိန္ဒိယတင်းကလည်းသူတို့တင်းရဲ့ကွင်းလျာအထူးအားထားတဲ့ဂန်ဒီရဲ့အကွက်မြင်မြင်ပေးဖို့မှုတွေကိုတော့အားပြုပြီးတော့ဒီမာတင်းရဲ့ခန်းစစ်ကိုထိုးပေါက်ဖို့တော့ပြင်ဆင်နေရလဲဖြစ်ပါတယ်ဒီမှာလည်းသူတို့တင်းရဲ့ကွက်ဖက်နေကြတိုက်စစ်အတွဲပဲဖြစ်တဲ့ဂန်ဒီခ
ခံယူဖို့အတွက်သူတို့တင်းနေတဲ့ဒီပွဲမှာရလာတဲ့အခွင့်အရေးကိုတော့ပေါလုံးချီစမ်းနေနဲ့ပြင်နေပြီးတော့ပြသဖို့လိုအပ်နေရလည်းဖြစ်ပါတယ်ဒီမှာရှုပ်ပြီးသားလေလင်းအောင်ရလာပြီလင်းအောင်ပဲဘောလုံးရသေးရဲ့လင်းအောင်မာဒီမရသေးတယ်လက်ကဲပြီလူကကြောင့်ရှုပ်ပြီးသားတယ်ချန်လန်တင်ရှုပ်မာလာပြီဗျကိုလီဘာရလာပြီကိုလီဘာပဲဒီခောက်ထားတယ်ဒီရလာပြီကန်တီရှုပ်မလို့ပြရရှမေးဒီဝါလည်းရလာပြီရှမေးပဲနောက်ပြန်တွဲတယ်ကိုလီဘာဒီရပေးတော့ပြီထုံရထပ်ပုတ်ထားတယ်ပြန်ထားသေးတယ်အိန္ဒိယတင်းမဲ့ရတို့ထပ်ပေးထားတယ်အစလန်ရှာနောက်ပြန်တွဲထားတယ်ပြန်ပြက်တယ်မာဒီမဲဘလုံးလိုက်နေပြန်တယ်လည်းအီမဘင်းပြန်လည်းတက်စီနိုင်ခဲ့ရလည်းဖြစ်ပါတယ်အီမဘင်းဘလုံးရသေးတယ်ရှုပ်ပေးထားတယ်ဒန်နီစင်အထူပိုင်းရတို့ပေးထားပြီလင်းအောင်ကောင်းတဲ့ဖို့အတွက်ဒီနေရာလင်းအောင်စီတော့ပေသွင်းအဆုံးသတ်ဖို့ပေဖို့မှုပြုလုပ်ခဲ့ရင်လည်းပေဖို့မှုကတော့ကုလုံးမောင်နဲ့ပဲအဆုံးသတ်ခဲ့ရလည်းဖြစ်ပါတယ်ဒီမာနီပဲချင်းကြည့်နေတယ်လက်ကံပြီနော်အရင်နေမယ်ဒီပြမာရခင်ဗျာနော်အရင်နေမယ်ချိန်ပါလေမာနီပဲချင်းကြည့်နေအရင်တော့ဆွဲဝင်လာပြီမာနေမယ်ချိန်ပါလေအရင်ကခန့်စစ်ကဇာနမတွေတားစီလို့နိုင်လေးရလည်းဖြစ်ပါတယ်ခြေပါဘူးရဖို့ကဲသွင်းချက်ကလည်းခုပုံနေတော့လွဲချုံနေသေးရလည်းဖြစ်ပါတယ်နော်အင်းရဒီမဲရှင်ဆွဲဝင်လာပြီအင်းရဒီမဲကြာဒီခင်ဗျာရှင်ပေးလာပြီနော်ပြန်တွေ့ထားတယ်နော်အင်းရှင်ပေးလာပြီကြာဒီခင်ဗျာရှင်ကနေပေးထားတယ်မာတင်အရောပေးထားပြီဘိုင်ဆိုကျော်ခေါင်းနဲ့ခုနမရခဲ့ဘူးမြတ်အိန္ဒိယတင်းမဲတင်မော်နဲ့ပြတ်တွဲတယ်ကန်ဒီရှုပ်ရှင်းတော့ခါရလည်းဖြစ်ပါတယ်အိန္ဒိယတင်းမဲရသည်ဘောလုံးဆွတ်တက်လာမြတ်အိန္ဒိယတင်းမဲရှုပ်ပြီးတာမြတ်ချက်ပြတ်တွဲထားတယ်ကန်ဒီပေါင်းတယ်မြတ်ရလာပြီတချို့ပေးထားတယ်ဒီချိန်မှာလည်းအိန္ဒိယအသင်းကန်ဒီရဲ့တိုက်စစ်စတင်မှုကနေတော့နောက်ထပ်အခွင့်အရေးကောင်းတစ်ခုရဖို့တော့နီးစပ်လို့ထားခဲ့ရလည်းဖြစ်ပါတယ်ကန်ဒီရဲ့ပေးပို့မှုကနေလူဆောင်ကစားသမားအာမန်လိုကန်ရဲ့ပေးပို့မှုတော့မြန်မာအသင်းရဲ့ခန်းစားသမားတွေအချိန်မီပြန်လဲတားဆီးလို့ထားခဲ့ရလည်းဖြစ်ပါတယ်အိန္ဒိယအသင်းကတော့ထားပြီးတယ်ရေတို့ကြလိုက်ပြီကောင်းခိုင်းအာမန်လိုကန်ရလာပြီပါတယ်ကျွန်တော်ဒီမဲ့ချစ်ပေးတာပြီမာတင်ရဲ့ပွဲစဉ်ကိုတော့ပြည်သူတွေအများပြားကိုယ်နဲ့ကိုတော့လာရောက်အားပေးနေကြလည်းဖြစ်ပါတယ်ထောက်ကံပေါ်တော့အထူးပိုင်ကံပဲဗျာအထူးပိုင်ကနေပေးထားတယ်ဟောဒီယာပြထားတယ်ဒီနေရာဒီခန်းစစ်ပြန်ရှင်းထားခဲ့ရလည်းဖြစ်ပါတယ်ဘာလို့ကြောင့်မဆက်ထားပြီးလဲဒီချိန်မှာလည်းအိန္ဒိယတင်းမာယူဆကွန်တင်းနဲ့အိန္ဒိယယူဆကွန်တင်းတို့ရဲ့ပထမအခြေဆန်ပွဲဖြစ်တဲ့ပွဲစဉ်ကတော့ပြီးဆုံးလို့သွားခဲ့ပြီလည်းဖြစ်ပါတယ်ပွဲပြီးဆုံးသွားချိန်မှာတော့အိန္ဒိယယူဆကွန်တင်းက2 ဂိုးမြန်မာယူဆကွန်တင်းက2 ဂိုးဆိုတဲ့ရလဒ်တွေတော့ပွဲကပြီးဆုံးလို့သွားခဲ့ရလည်းဖြစ်ပါတယ်ဒီတင်းကတော့